လည်းနဲ့ပြန်ထွေးလာတယ်ပြင်တာမဖြစ်တတ်မှတ်ပေးတာဗျာမမောင်စိုးနဲ့မဟာတင်ရဲ့ကစားသမားနေလင်းစိုးတို့ပြီးတော့ဟန်တာရီတင်ရဲ့ကွင်းလေကစားသမားမမောင်စိုးတို့အဝါကက်ပြပြီးတော့သတိပေးထားခဲ့တာဖြစ်ပါတယ်ဘောလုံးမှာပွဲဥထွန်းနီးပြရဲ့ကန်တွေရလက်ကောင်းလေးရှိတဲ့တရကားတွေရှိဘူးပြီးတော့အဲ့တရကားတွေဒါဒီနေ့မှာမဟာတင်ဘယ်လောက်ထိပြနိုင်လဲဆက်လက်စောင့်ကြည့်အောင်လေဖြစ်ပါလက်ရှိမင်းတို့ရဲ့အနေထားကတော့ဖြစ်မနေအဝါပြရမယ်အခြေအနေဖြစ်ပြီးတော့ပြင်မဲ့အတင်းရဲ့ကစားသမားကောင်းမြတ်သူခွင့်ရဖို့အတွက်လွတ်လွတ်ကျွတ်ကျွတ်ဖြစ်တော့မယ့်အနေထားမှာတော့အမိုးထွေးတိတာပဲဆွဲထားခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်မို့ကွန်လန်တန်ကတော့လုံးဝမဆိုင်မတွဘဲနဲ့ရောဟန်တာဝီရဲ့ခန်းစစ်ကအောင်မိုးထွေးကိုတော့အဝါကပြပြီးတော့တတိပေးထားခဲ့ရလဲဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့်တော့ဒီနေ့တင်2025ခုနှစ်ကိုအနိုင်နဲ့အဆုံးသတ်ဖို့တော့ကတော့နှစ်တင်းလုံးအရေးကြီးနေကြရလဲဖြစ်ပါတယ်။ဒီအချိန်မှာတော့နေလင်းဆိုတယောက်ကိုကြော်တယ်။ကျန်တဲ့နေလင်းဆိုပဲအရွယ်ပေးတယ်။ပွဲစားတွေကဟန်တာဝီရဲ့ခန်းစစ်ကိုဘယ်တောင်မန်းနဲ့တောက်လျှောက်ထုတ်ကပေးနေခဲ့တဲ့နေလင်းဆိုဒီချိန်မှာလဲကောင်းမွန်သောနေထားနဲ့အသင်းမော်ရီစီကိုပြန်လည်ဖန်တီးပေးဖို့ကြိုးစားခဲ့ရလဲဖြစ်ပါတယ်ဝင်မှုကျော်ကိုကြော်ဖြတ်ပြီးတော့နေလင်းဆိုကောင်းမြတ်သူစီပေးတာဖြစ်ပြီးတော့ဒီပေးဖို့မူကအသင်းမော်စီမရောက်ခဲ့ပဲနဲ့အတော်ဒီရဲ့ခန်းစားမတွေပဲပြန်လည်ရှင်းထုတ်ထားခဲ့ရနေလို့တတ်မှတ်မှာဖြစ်ပြီးတော့သူ့ရဲ့ဒီကိုတော့ကြော်ဖြတ်မှုတွေနဲ့တော့အသင်းမော်ရီစီကိုဘယ်ချမ်းကနေအခွင့်အရေးတွေဖန်တီးပေးဖို့နေလင်းဆိုကြိုးစားနေရဖြစ်ပါတယ်တတ်တော့ရလိုက်လူကျွပဲတတ်တော့ပဲချင်းနေကြည့်နေတတ်တော့ရလာသေးတယ်အေရီယာထဲမှာတတ်တော့အောင်ပြင်ပြတော့ပေးထားတယ်လူကျွပေးတယ်ကိုဘီကမြလက်ရှိချိန်မှာတော့ပွဲစဉ်မှာတောက်လျှောက်ဖီယာပေးနေကြတာတော့မဟာသေးဖြစ်ပေမဲ့လည်းရလာတဲ့အခွင့်အရေးကိုရတယ်လို့အဆုံးသတ်သွားနိုင်ခဲ့တာတော့အတော်သေးမဲ့ဖြစ်နေကြရလဲဖြစ်ပါတယ်အကတော့လက်ရှိချိန်မှာသူ့ရဲ့ပထမဆုံးမြန်မာ National League သွင်းကိုတော့ဒီဟာဒီအတွက်သူ့ရဲ့ပထမဆုံးမြန်မာ National League သွင်းကိုအကာစတင်ရရှိသွားခဲ့တာဖြစ်ပြီးတော့ညနေခင်းအတိုင်းပဲဒီသွင်းကိုမှာတော့တန်တိုးအောင်ရဲ့ကျိုးသားရုံးကန်မှုတော့ကျွန်တော်တို့ဖြစ်မနေအတိမတ်ပြရမှာလည်းဖြစ်ပါတယ်တတော်အောင်အေရီယာတို့တိုးဝင်ပြီးတော့ပြန်လည်ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီးတော့အာကာလည်းဒီနေထားကိုတော့အမောင်ရမရှိအလိုက်တင်လေးအဆုံးသတ်နိုင်ခဲ့ရလည်းဖြစ်ပါတယ်အာကာရာသီတက်မှာတော့ဟန်တာရီတင်းကိုတော့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးသင်းကိုတစ်ခုနဲ့တော့အကျိုးပြုခဲ့ပြီးဖြစ်ပါတယ်မာတင်မတယောက်ကြော်လာတယ်တိုက်စစ်ကစားမှာကောင်းမြတ်သူကိုသမားနေလင်းထက်ကိုကြော်ပြီးတော့အခြေပါကိုပြန်ရဖို့အတွက်အကျိုးစားခဲ့တာဖြစ်ပါတယ်ငိန်ချန်တောက်လျှောက်ပဲဆွဲတက်လာတယ်အထူးပဲပတ်ထွေးနဲ့ပြန်ထွေးလာတယ်ပတ်ထွေးချက်လက်လာတယ်ကွင်းလယ်မှာပဲပတ်ထွေးခြေနေကြည့်နေတယ်ညာကြောင်ပဲထပ်ပြီးတော့မျောပေးလာတယ်ပြန်ပြီးတော့လိုက်ဆဲလာတယ်ဗျာအာဆာကိုလိုက်တင်ရှိကိုမှားပေးလာပြီးကောင်းမြတ်သူခေါင်းတိုက်ပြီးညာချန်ကနေအာဆာကိုရဲ့ဖေးဖို့မှုကနေအေးရီယာထဲမှာကောင်းမြတ်သူခေါင်းတိုက်ဆုံးသက်ဖို့ကြိုးစားရမှာတော့ပိုင်မန်နိုင်ခေါင်းတိုက်ခွင့်မရခဲ့ပဲနဲ့ပြိုင်ဘက်တင်ရဲ့ခန်းစစ်ကစားသမားတွေကပဲရှင်းထုတ်ခဲ့ရဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတောက်လျှောက်ခြေကြည်ဆိုးလက်ကန်လာပြီကိုဘီများဒီချိန်မှာလဲကြည်ဆိုးရဲ့တကယ်ကိုကောင်းမွန်တဲ့ကန်ချက်ကနေစော်ပိုင်းကဥဆောင်ကိုသွင်းပေးထားတဲ့အာကာကပဲအလိုက်တင်လမ်းကြောင်းပြောင်းပြီးတော့ဒီနေ့ပွဲစဉ်ရဲ့အနိုင်ရလက်ကိုပို့ပြီးတော့တေချာစေမဲ့ဒုတိယမြောက်ဥဆောင်ကိုတော့ရရှိစေခဲ့ပြီဖြစ်ပါတယ်ဘတ်ထွစ်လည်းနဲ့ပြန်ထွေးလာတယ်ပြင်တာမဖြစ်တတ်မှတ်ပေးတာဗျာမမောင်စိုးနဲ့မဟာတင်ရဲ့ကစားသမားနေလင်းစိုးတို့ရှင်ဆိုင်တွေ့ခဲ့တာဖြစ်ပါတယ်အစောပိုင်းကအဖော်လုံးတော့ဟန်တာရီတင်ရဲ့ကွင်းလေကစားသမားမမောင်စိုးတို့တော့အဝါကက်ပြပြီးတော့သတိပေးထားခဲ့တာဖြစ်ပါတယ်တွင်းကိုငကိုတွင်းကိုထားနိုင်ခဲ့ကြတော့မို့လို့မဟာတင်နဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး6ပွဲဆက်တော့သူတို့တွေတွင်းကို2ကိုနဲ့2ကိုနဲ့အထက်ကိုတော့သူတို့တွင်းကိုထားနိုင်ခဲ့ရလဲဖြစ်ပါတယ်။အဲဒီချိန်မှာအီလူပဲရလာပြီလက်ကန်တယ်။တပိတ်တယ်ခင်ဗျာ။အဲဒီချိန်မှာတော့မဟာတင်လိုအပ်နေတဲ့ခြေပေါင်းကိုတော့အခုလိုပဲအီလူပဲ20ကန်သွင်းပြီးတော့လက်ရှိချိန်မှာတော့သူတို့တင်လိုအပ်နေတဲ့ခြေပေါင်းကိုရှောက်ပွေသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒီမှာအစတည်းကမဟာတင်ရဲ့တိုက်စစ်မှာအီလူဘတ်အန်တော်ဒီရဲ့ခန်းစစ်ကိုတော့ချောင်းချင်းချောင်းနေခဲ့ပြီးတော့လက်ရှိချိန်မှာလည်းအီလူဘတ်သူကိုယ်တိုင်မဲ့20ကန်သွင်းပြီးတော့မဟာသင်းတို့ခြေပေါင်းတို့ကိုတော့လက်ရှိချိန်မှာရှာဖွေသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်အီလူဘတ်ရဲ့ပထမကန်ချက်ကိုတော့ကိုသမားနေလင်းထက်ကောက်ဝေထားနိုင်ခဲ့ဆိုပေမဲ့လည်းဒုတိယအချိန်ပြန်ရှန်ထွက်လာတဲ့အနေအထားတစ်ခုမှာတော့အန်တော်ဒီရဲ့ခန်းစားမတွေအောင်စုတိုက်မှုကြောင့်နေခဲ့ပြီးတော့ဒီအနေအထားကိုအီလူဘတ်နှင်းမြန်နေပဲအခုလိုပဲအဆုံးသတ်ပြီးတော့ခြေပေါင်းတို့ကိုတော့ရှာဖွေသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ဒါကြောင့်မလို့အီလူဘတ်သူ့ရဲ့ဒီဟာဒီမြန်မာ National League သွင်းကိုကတော့9ဂိုးရှိလာခဲ့ပြီဖြစ်ပြီးတော့မဟာသင်းလက်ရှိချိန်မှာခြေပေါင်းကိုနဲ့တူလက်ချက်မိနစ်တွေမှာဘယ်လောက်ထိပြန်လာနိုင်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်
အိပ်ပဲဖြစ်ပါတယ်ကြည်စိုးချင်းနေကြည်နေရှုပ်ပေးထားတယ်တန်တုံကိုလိုက်နေရမြဒါပေမဲ့လည်းမဟာသီရဲ့ခန်းစစ်ကငိမ့်ချမ်းပဲပြန်ရှုပ်ထားနိုင်တယ်ဖြစ်ပါတယ်ရလာပြီတန်တုံအောင်ငိမ့်ချမ်းငကိုးစီတည်ရလာတော့ထပ်ပေါ်နေမှလည်းဖြစ်ပါတယ်သူစီကိုမမျော်လင့်ပဲရောက်လာတဲ့အခွင့်အထူးကိုကောင်းမြတ်သူမနာနဲ့အဆုံးသတ်ခဲ့ပြီမလဲကန်ချက်ကအားပြော့သွားခဲ့ပြီးတော့ကိုသမားနေလင်းချက်ပဲဆောနာအခွင့်အရေးကိုတော့မိသွားခဲ့ရတယ်ဖြစ်ပါတယ်လက်ချစ်သားမနှစ်ဦးလုံးကိုတော့လူစားလဲခဲ့ရပြီလည်းဖြစ်ပါတယ်ကျော်ထူးမာဒီပြဖက်ထားမြတ်တပည့်စစ်စလာပြီမြတ်မာဒီမဲတော့ဆွတ်တက်လာတယ်ကောင်းမြတ်သူနဲ့တွဲထားတယ်ကောင်းမြတ်သူရှုပ်ပြပေးထားတယ်မြတ်လက်ရှိမြင်တွေ့ရတဲ့အနေထားတော့ပွဲအပြောင်းလဲတစ်ခုအနေနဲ့ကတော့မဟာသင်းပနဒီပြစ်ဒဏ်မောကန်ကွင်းရခဲ့ပြီလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဟန်တာဝီတင်းရဲ့ခက်စစ်ကိုတောက်လျှောက်အချိန်ချင်းဒုက္ခပေးနေခဲ့တဲ့နေလေးဆိုဒီချိန်မှာလည်းသူ့ရဲ့ထူပေါင်းမှုတစ်ခုအနေနဲ့တော့ပြိုင်မဲ့ကိုသမားနေလေးထက်ရှေ့ထွက်ပြီးတော့ဘောလုံးဟန်တာဖို့ကြိုးစားရင်းနဲ့ပြိုင်မဲ့ကစားသမားရဲ့ချက်ထောက်ကိုတော့သူ့ရဲ့လက်နဲ့မြင်တွေ့ရတဲ့အတိုင်းပဲတားဆီးမိခဲ့ရလည်းဖြစ်ပါတယ်ဒီနေ့ထောက်တော့ကွင်းလေတိုင်းဥစောစောကတော့လုံးဝဆုံးဖြတ်ချက်ပြပြတတ်တာနဲ့ပဲဒီအနေထားကိုတော့ပနဒီပြတ်တယ်မောပြတ်မှာပေးထားခဲ့ရလည်းဖြစ်ပါတယ်ပနဒီခွင့်ရကိုတော့စောနာချီပါကိုတွန်းထားပြီးတဲ့ဟာတင်းရဲ့တိုက်စစ်စားမှာအီဒီဝက်ပတ်ထရစ်ကပဲကန်သွင်းယူမဲ့အနေထားမှာရှိနေရလည်းဖြစ်ပါတယ်အီဒီဝက်ဒီဝက်ကန်နေကိုပြီခင်ဗျာလက်ချီချိန်မှာတော့မဟာတင်းပွဲသားချိန်85မိနစ်အရောက်မှာတော့ပွဲကိုတော့ပြန်လဲတေရလက်တစ်ခုတော့ပုံဖော်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဘုဒ္ဓမနေလင်းထက်ရဲ့ဖြစ်တဲ့ကျူးလွန်မှုကနေပေးခဲ့ရတဲ့ပနဒီဖြစ်တယ်မို့အခွင့်အရေးတစ်ခုတော့အီဒူဘတ်မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲအမောင်းမရှိသာယာလေးအဆုံးသတ်ခဲ့ပြီးတော့မဟာသင်းလက်ရှိချိန်မှာတော့ဟန်တာဝီတင်းနဲ့ငကိုးစီတေရလက်ကိုတော့ပြန်လဲပုံဖော်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒီတွင်းကိုကြောင့်တော့အီဒူဘတ်ရဲ့ဒီယာဒီမြန်မာနေရှင်ရဲ့တွင်းကိုက8ဂိုးထိရှိလာခဲ့ပြီးဖြစ်ပြီးတော့ပြီးခဲ့ပွဲစဉ်တစ်ချောင်းဟန်တာဝီတင်းရဲ့ခန်းစစ်ကိုတောက်လျှောက်ဒုက္ခပေးနေခဲ့တာဖြစ်ပြီးတော့ဆောနာပနဒီအခွင့်အရေးရလဲသူ့ရဲ့ကျူပန်အားထုတ်မှုကနေတော့ကျွန်တော်တို့ရရှိခဲ့ရလဲဖြစ်ပါတယ်။ဒီအချိန်မှာလဲမဟာသီရလာရင်မြတ်လူချစ်တွေပဲအရှိကိုပေးထားတယ်။မဟာသီမှာအဆာကိုကြည့်နေတယ်အဆာကိုပဲကန်တယ်။မဟာသီပွဲကိုပြန်လဲဥဆောင်နိုင်မဲ့အခွင့်အရေးတစ်ခုတော့ရရှိခဲ့ရလဲဖြစ်ပါတယ်။လူချစ်တို့ရလာတဲ့အခွင့်အရေးတစ်ခုမှာဒီလူဘတ်စီပေးခဲ့တဲ့ပေးဖို့မှုကတော့အားများနေခဲ့ပြီးတော့ရလာတဲ့နောက်ထပ်အခွင့်အရေးတစ်ခုအဆာကိုမြင်ခဲ့ရတဲ့အတိုင်းပဲထက်စစ်နှစ်သင်းပေါင်းသွင်းကိုက၄ဂိုးထိရှိနေခဲ့ပြီဖြစ်ပါတယ်။ဒီဆိုမာအသင်းပဲညာချောင်းပဲလိုက်တင်မော့ပြီးထားတယ်။ချက်ထိန်ထားတဲ့အာဆာကိုအိမ်လဲဝင်လာပြီးလူချွတ်ပဲအလဲပေးလာပြီ။အာဆာကိုဒီချိန်မှာသူ့ရဲ့ဆုံးဖြတ်ချက်တွေကအနည်းငယ်ဝေခွဲရခက်တဲ့အနေထားမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်။ညာချမ်းကနေပြိုင်ဘက်ခံစစ်ကလူဂျွန်ထောင်ချောက်ကိုအကောင်းဆုံးဖောက်ထွက်ပြီးတော့အေရီယာမှာလူချွတ်ရနေတဲ့အနေထားတစ်ခုမှာအာဆာကိုထူဝေရန်လင်းမြန်ပဲမြောက်ချပေးထားတယ်။ဘတ်ထွေးချက်ထိန်မှုကြိုးစားတယ်ထူဝေရန်ပြန်လိုက်ဆဲထားတယ်ရာသီမြထူဝေရန်ပဲဘတ်စောဝိုင်းကဘောလုံးရရှိဖို့ကြိုးစားရင်းနဲ့ဟန်တာဝီတင်းရဲ့ကစားမှာကောင်းထက်အောင်နဲ့ထိခိုက်မိပြီးတော့ထူဝေရန်ဒဏ်ရာအနေငယ်ရရှိသွားတဲ့ပုံစံမျိုးမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်ဘတ်ထွေးချက်ထိန်ထားတယ်ညာချမ်းလေးပဲဘတ်ထွေးချင်းနေချိနေတယ်ရှုပ်ထပ်ပြီးတော့မျောပေးထားတယ်တောက်လျှောက်လိုက်နေတဲ့အောင်မင်းသူရှုပ်ထပ်ပြီးတော့ပေးလာပြန်ပြီးအေးရိုင်မှာလွတ်လွတ်ကျွတ်ပဲကောင်းနေသူပွဲရဲ့အဖြစ်ကိုပြန်ပြီးတော့ပြောင်းနိုင်မဲ့အခွင့်အရေးကောင်းတစ်ခုကတော့မဟာသင်းကောင်းကောင်းကြီးအသုံးမချနိုင်ခဲ့ဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်ပြိုင်ဘက်ခန်းစစ်ကစားမတွေအစင်သင်းမရှိနေတဲ့အနေအထားတစ်ခုမှာရရှိခဲ့တဲ့အခွင့်အရေးကိုတော့တိုက်စစ်ကစားမကောင်းမြတ်သူအသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်မာဒီမပြန်ပြီးလိုက်ဆဲထားတယ်။နောက်တော့ပဲပြန်ထွဲထားတယ်ဗျာ။ထူဝေရန်ဘတ်ထွေးနောက်ဘော်လေးနဲ့ချပေးထားတယ်ထူဝေရန်အိန္ဒိယလည်းဝင်လာပြီလေမျောပေးထားတယ်ပေးပြီ။သုံးသက်ခဲ့တဲ့အောင်မင်းသူလူဂျွန်နေထားမှာတော့ရှိနေခဲ့တယ်ဗျာ။နောက်ဆုံးနာကျင်ချိန်ဖို့အပိုင်း6မှာမာအသင်းရဲ့ရှေ့စဉ်နောက်စဉ်တောက်လျှောက်ဇက်တိုက်မြင့်တွင်းနေခဲ့ရတဲ့အခွင့်အရေးကောင်းတွေဖြစ်ပါတယ်။ကောင်းမြတ်သူကတော့ဒီယာဒီမှာမဟာအသင်းအတွက်မာနီရှင်လီသွင်းကို၄ဂိုးထိရရှိအောင်တော့သူ့အနေနဲ့စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။စော်ပိုင်းကအောင်မင်းသူရဲ့ပေးပို့မှုကနေအေရီယာထဲမှာကောင်းမြတ်သူအခွင့်အရေးကောင်းတစ်ခုကိုတော့ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့လည်းအနေငယ်
ဘောလုံးအစထုတ်ရမှာတော့အနေငယ်ရှိန်များခဲ့ပြီးတော့ပြန်မဲ့တဲ့ကိုသမားနေလင်းထက်ကပဲအချိန်မီပြန်ပြီးတော့ဟန်တာထားနိုင်ခဲ့တာဖြစ်ပါတယ်။